ဇလန်းအစမှာတော့သမုတ်တရားတွေကတတဝါတကောင်ကလူသားတွေကိုဒေါသတကြီးအပြစ်တင်နေပါတယ်။ကျမတို့ရဲ့ကလေးတွေဟာတတိယမြောက်အေးမြရဲ့လေစီးကြောင်းပြောင်းတဲ့အချိန်မှာမွေးဖွားတင်တာပါ။ဒါပေမဲ့သူတို့ကခမားတို့ရဲ့ရည်နံတဲ့အစိတ်တောက်တွေအညစ်အကြေးတွေကိုရှုံမိပြီးလေပင်ပိတ်တင်ဆုံးသွားကြပါတယ်။ဘာကြောင့်ကျမတို့ဒီလိုဘဝမျိုးနဲ့နောက်ထပ်တစ်ရက်တောင်ဆက်ရှင်နေသင့်ရတယ်လဲဆိုပြီးမေးခွန်းထုတ်နေတာပါ။ဒါပေမဲ့သူမကပဲဆက်ပြောပါသေးတယ်။ကျမတို့ငြိမ်းချမ်းစွာလာရောက်ကြောင်းတစ်ပတ်ထက်လောင်ပြောကြပါတယ်တဲ့။ကံရိုးရမ်းနာမှာတန်ရှင်းလုပ်ငန်းတွေစတင်မှုအတွက်အားလုံးကိုအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ရှိဖို့အာဏာပိုင်တွေကတိုက်တွန်းထားပါတယ်။အဲ့ဒီအချိန်မှာပဲပင်လယ်ထဲကငါးဖမ်းတင်မောတစည်းစီမှာတော့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုစတင်ခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုပဲငါးဖမ်းပိုက်ထဲမှာတစ်ခုခုကပြင်းပြင်းထန်ထန်လှုပ်ရှားလာပြီးဆူရှားတဲ့အတန်တွေနဲ့အတူရုန်းကန်လာပါတယ်။ငါးပုံကြီးတဲကနေကြောက်စရာကောင်းတဲ့တတဝါတကောင်ပေါ်ထွက်လာတာကြောင့်ထိတ်လန့်သွားတဲ့ကပတိန်ဟာတနက်နဲ့အချက်ပေါင်းများစွာပြစ်ခတ်လိုက်ပါတော့တယ်။တစ်ဖက်မှာတော့လန်ဒန်မြို့ကဘာကလေးတယောက်သူ့ရဲ့ဖုန်းတုံးခါတန်းကြောင့်အဲ့ရကနေလန်နိုးလာပါတယ်။ဒါပေမဲ့ထိုးကြတာကအဲ့ဒါဟာသူ့ရဲ့ပုံမှန်ဖုန်းမဟုတ်ပဲဗီဒီယိုပေါ်မှာတင်ထားတဲ့အလုပ်သုံးဖုန်းဖြစ်နေတာပါ။ဘာကလေးကကုလသမဂ္ဂ6လိုင်းရေးတာဝန်အဖွဲ့ဒါမှမဟုတ် UNIT လို့ခေါ်တဲ့ဖွဲ့စည်းမှာအလုပ်လုပ်နေသူဖြစ်ပါတယ်။ဖုန်းထဲက message ကိုကြည့်လိုက်ပြီးတဲ့နောက်မှာတော့ဘာကလေးကသူ့ရဲ့သားလေး KV ကိုချက်ချင်းလုံနိုးလိုက်ပါတယ်။အလုပ်ကနေရေးပေါ်ခေါ်ယူလိုက်တာမို့ခဏတာတော့သူတို့မိခင်စီမှာသွားနေရမယ်လို့ရှင်းပြလိုက်ရပါတယ်။မကြခင်မှာပဲစာချင်းဟာနာကဘာကလေးကိုကားနဲ့လာကြိုပါတယ်။ဘာကလေးကတာဝန်ထက်သားဖြစ်သူကိုအရင်သွားပို့ချင်နေရကြောင်းဟာနာကတော့မကြေမနက်ဖြစ်သွားပါတယ်။လန်ခီးမှာ KB ကသူ့အဖေကစစ်သားတယောက်နဲ့ဘာလို့သိနေတာလဲဆိုတာကိုတန်တရားဝင်လာပါတယ်။ဒါကြောင့်ဘာကလေးကလည်း KB တယောက်သူ့ရဲ့တကယ်အလုပ်ကိုမသိသွားအောင်လုံခြုံရေးအကြောင်းပြချက်တွေနဲ့လှည့်ပတ်ပြီးညာပြောလိုက်ရပါတယ်။ဇနီးအောင်ဖြစ်သူဘာဘီယာကတားလေးကိုဝမ်းတာအားရကြိုးဆိုပြီးမဲ့ဘာကလေးကိုတော့ဒေါသထွက်နေပါတယ်။သူ့ရဲ့အလုပ်ဟာတခြားလူတွေရဲ့ဘဝကိုအမြဲတမ်းအနောက်ရှက်ပေးနေလို့ပါပဲ။ဘာကလေးကပေါ့ပြန်ရောက်တဲ့အခါမှာတော့စာချင်းဟာနာကသူ့ရဲ့တာဝန်အသေးကြောင်ပြောပြပါတယ်။အဲ့ဒါကတော့လောလောဆယ်တခြားတာဝန်တစ်ခုထမ်းဆောင်နေတဲ့ Agent Roger ရဲ့နေရာမှာဘာကလေးကအစားဝင်ပေးရမယ်ဆိုတာပါပဲ။မကြခင်မှာပဲသူတို့အဖွဲ့ကပုတ်ကလေးကလေစိတ်ကိုရောက်ရှိသွားပြီးလေရင်ပေါ်ကိုတက်ခဲ့ကြပါတယ်။လေရင်ပေါ်မှာတော့ General Austin ကသူတို့တော်ရမယ်ခီးစဉ်အကြောင်းရှင်းပြပါတယ်။တာဝန်သေးစိတ်တွေကိုတော့ tablet တွေထဲမှာကြည့်ရမှာဖြစ်ပေမဲ့ဘာကလီတယောက်ဘလို့ပဲစူးစမ်းပြီးဖွင့်စနစ်ကသူ့ကိုဝင်ခွင့်မပေးပါဘူး။တာဝန်မြင်တဲ့ပစ်ကဘာကလီတယောက်စကားဝတ်မားရိုက်နေတယ်ထင်ပြီးတနာသွားတာနဲ့သူ့ရဲ့ tablet ကိုပြလိုက်ပါတယ်။အဲ့ဒီထဲမှာတော့ထူးဆန်းတဲ့တတဝါတကောင်ကလူတယောက်ကိုတိုက်ခိုက်နေတဲ့ထိတ်လန့်စရာဗီဒီယိုဖိုင်တစ်ခုပါရှိနေပါတယ်။ဒီဗီဒီယိုကိုမြင်ပြီးဘာကလီယာတုံလို့သွားပြီးပစ်ကိုအမှန်တိုင်းဖွင့်ပြောလိုက်ပါတော့တယ်။သူဟာတကယ်တော့ agent တယောက်မဟုတ်ပါဘူး။2020တုန်းက agent Roger ရဲ့ဇနီးဖြစ်သူလားမစိပဲကလေးမွေးတော့မယ့်အချိန်မှာ Roger နေရာမှာခိတအစားဝင်ပေးခဲ့ရုံပဲရှိတာပါ။အဲ့ဒီတုန်းကသူလုပ်ခဲ့ရတာလေတခါမှမမြင်ခဲ့တဲ့ Roger ရဲ့ဖုန်းကိုထိုင်ဆောင်ပေးခဲ့ရတာပဲဖြစ်ပါတယ်။ဒါကိုသိသွားတဲ့ပစ်ဟာခွင့်ပြုချက်မရှိသူကိုလိုအပ်ဗီဒီယိုပြမိပြီဆိုတာကိုသိသွားပြီးဘာကလီနဲ့စကားပြောတာကိုချက်ချင်းရပ်ပစ်လိုက်ပါတယ်။လေရင်ကကျုံးမော်ကိုရောက်တဲ့အခါမှာတော့ရဟတ်ရင်နဲ့တဆင့်ကာလာ S ကွန်တီတာဆိုတဲ့နေရာကိုဆက်သွားကြပါတယ်။အဲ့ဒီမှာတော့ unit စစ်သားတွေကစကန်ချပြီးအသင့်ပြင်ထားကြပါပြီ။သူတို့ကရွာသားတွေနဲ့ဝေးရကျွေးရအဆက်ကအဆောက်အုံတစ်ခုစီကိုရောက်သွားပြီးပိုးသက်တန်းစင်ကန်းတွေကိုဖျက်ကျော်ပြီးမှကာနယ်နဲ့တွဲဆုံခွင့်ရပါတယ်။အဲ့ဒီမှာတော့ငါးဖမ်းသမားတွေတက်လိုက်တဲ့တတဝါကြီးကိုနေရမှာချိန်ဆွဲထားတာကိုတွေးလိုက်ရပါတယ်။ရွာသားတွေကတော့ဒါကိုဆွဲဆောင်မှုတစ်ခုအနေနဲ့ပြသပြီးပတ်စံရှာဖို့ကြံနေကြတာပါ။ယူနစ်အဖွဲ့ကတော့ဒါကိုအွန်လိုင်းမှာမြင်ပြီးအခြေအနေကိုထိန်းချုပ်ဖို့ရောက်လာတာဖြစ်ပါတယ်။ General Austin ကဒီတတဝါကို Homo Aqua လို့နာမည်ပေးခဲ့ပေမဲ့သိပ္ပံပညာရှင်ကတော့ Homo Sponti လို့ပြင်ပေးလိုက်ပါတယ်။ထိုးကြတာကဒီတတဝါရဲ့လေပင်အောက်ခြေမှာပလဲလုံးတစ်လုံးရှိနေတာဖြစ်ပြီးဒါဟာသူတို့အရင်ကတွေ့ဘူးတဲ့အမျိုးအစားတွေနဲ့တူညီနေပါတယ်။ဒါပေမဲ့ဒီပလဲရဲ့ရွယ်ချက်ကဘာလဲဆိုတာကိုတော့အခုထိဘယ်သူမှမသိကြသေးပါဘူး။ Austin ကတော့ဒီပလဲဟာမွေးရပါလာတာလို့ယူဆပြီးအဖွဲ့ဝင်အားလုံးကိုအပြည့်အတွက်စုံစမ်းစစ်ဆေးဖို့အမိန့်ပေးလိုက်ပါတော့တယ်။စုံစမ်းစစ်ဆေးရေးခီးစဉ်မထွက်ခွာခင်မှာဘာကလီယာတင်နေတဲ့တတဝါကြီးကိုကြည့်ပြီးသူ့ကိုယ်သူဆူတောင်းပေးခဲ့ပါတယ်။6ကမ်းမထိပ်မှာ General Austin တို့အဖွဲ့က17ခုကိုသုံးပြီးအတန်မြင့်လိုင်းတွေနဲ့တတဝါတွေကိုဆက်သွယ်ဖို့စူးစမ်းခဲ့ပါတယ်။အဲ့ဒီအတန်ကဘလောက်တောင်ဆူရှာလဲဆိုရင်ဘာကလီတကိုယ်လုံးတုံးခါသွားတဲ့အထိပါပဲ။ညဘက်မှာတော့ပင့်နဲ့အခြားစစ်သားတယောက်ဟာတတဝါအလောင်းကိုစောင့်ကြနေတော့မြေပြင်ကရုတ်တရက်ရွှွန့်နုံတွေအဖြစ်ပြောင်းလဲသွားပါတယ်။စစ်သားမလေးကနုံထဲကိုစတင်နှိမ့်မြုပ်သွားပြီးပစ်ကကူညီဖို့စူးစမ်းပေမဲ့သူမကလုံးဝနှိမ့်မြုပ်သေးဆုံးသွားခဲ့ပါတယ်။ပစ်ကိုယ်တိုင်လည်းနုံထဲနေချိန်မှာ6စားစရာလက်တစ်ဖက်ကသူ့ကိုပါဆွဲချသွားပြီးတတဝါတကောင်ကအလောင်းကိုယူဆောင်သွားပါတော့တယ်။အဖွဲ့သားတွေရောက်လာပြီးတူးဖို့ကြီးတဲ့အခါမှာတော့ပစ်ရဲ့လက်တစ်ဖက်ကိုပဲတွေးလိုက်ရပြီးအားလုံးထိတ်လန့်သွားကြပါတယ်။ဒီအဖြစ်အပျက်ကြောင့်ဘာကလီဟာသူဟာစရေးတယောက်ပဲဖြစ်ကြောင်းဖွင့်ပြောပေမဲ့အော်စတင်ကတော့တမိုင်းဝင်ဖြစ်ရမှာရသားသက်တည်လိုအပ်တာကြောင့်သူ့ကိုဆက်ပြီးတာဝန်ပေးထားပါတယ်။ဟာနာရှင်းပြတာကတော့ဒီတတဝါတွေကလူသားတွေမတိုင်ခင်ကပ္ပဥကရေကရှိနေခဲ့တာဖြစ်ပြီးအခုတော့သူတို့ရဲ့ကပ္ပကြီးကိုပြန်လို့ကျင်နေတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်မှာပဲကမ်းရိုးတန်းမှာတတဝါတကောင်ပေါ်လာတာကြောင့်အားလုံးပြေးသွားကြပါတယ်။အော်စတင်ကငញ្ញရေးအတွက်ဆွေးနွေးဖို့စူးစမ်းတဲ့အခါမှာတော့အဲ့ဒီတတဝါကကျွန်တော်တို့ကလောလောဆယ်တကဘာလုံးကိုစကားပြောနေတာပါလို့တုံလုံးစရာကောင်းတဲ့စကားကိုပြောလိုက်ပါတယ်။
ချက်ချင်းဆိုသလိုပဲလူသားတိုင်းရဲ့ဖုန်းတွေကိုအကြီးစားကျူးကျော်မှုအရေးပေါ်သတိပေးချက်တွေရောက်လာပါတော့တယ်။သမုဒ္ဒရာတွေကနေတတဝတွေအုပ်စုလိုက်ကြီးပေါ်ထွက်လာတာကိုလူတွေမြင်တွေ့လိုက်ရပြီးတော့ကမ္ဘာလုံးထိတ်လန့်သွားကြပါတယ်။ဖုန်းဗီဒီယိုတွေကလည်း virus လို့ပြန့်နှံ့သွားခဲ့ပါတယ်။ကမ္ဘာခေါင်းဆောင်တွေကတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပဖို့အရေးပေါ်ပြင်ဆင်ကြပါတော့တယ်။ဗာကလီကလည်းအိမ်ပြန်ပြီးဇနီးဟောင်းကိုပတ်စံတွေလွှဲကတားလေးကိုခိတဆောင်းရှောက်ပေးဖို့တောင်းဆိုပြီးတဲ့နောက်ကဘာကြီးရဲ့ကံကြမ္မာကိုဆုံးဖြတ်မဲ့နောက်ထပ်တာဝန်တစ်ခုအတွက်ပြန်လည်ထွက်ခွာခဲ့ပါတော့တယ်။အချိန်နဲ့ငယ်ကြတဲ့အခါရေးပါတဲ့စစ်တပ်ခေါင်းဆောင်တွေဟာအိမ်တော်ထဲမှာငြိမ်းချမ်းရေးဆွေးနွေးပွဲကိုစတင်ဖို့စိုးရိမ်ကြပါတယ်။ပါပလာစီဒရုန်းစင်းကဗရင်ပေါက်နာကိုတိတ်နီးကပ်လာတဲ့အခါစောင်းတယောက်ကချက်ချင်းပြစ်ခွင်းလိုက်ပါတယ်။ကံကောင်းတာကဗရင်ပေါက်တွေဟာနည်းနည်းချက်တစ်ဖက်သာမြင်ကွင်းဖြစ်နေလို့ဓာတ်ပုံရိုက်လို့မရပါဘူး။ငြိမ်းချမ်းရေးဆွေးနွေးပွဲစတင်တော့မယ့်အချိန်မှာပဲရောဂျာအခန်းထဲကိုအတင်းဝင်လာပြီးသူ့နေရာကိုခိုးယူရဲဆိုပြီးဘာကလီကိုအော်ဟစ်ပါတော့တယ်။ဒါပေမဲ့စတားတွေကသူ့ကိုချက်ချင်းပဲအပြင်ကိုဆွဲထုတ်သွားကြပါတယ်။အဲဒီနောက်အင်ဂျင်နီယာတွေကရေစနစ်ကိုဖွင့်ပြီးတာဝါကိုဖြည့်သွင်းတဲ့အခါပိုက်တစ်ခုကွဲသွားလို့အသေးအတန်ပြင်ဆင်လိုက်ရပါသေးတယ်။မကြာခင်မှာပဲဟိုမိုစပိုတင်မျိုးနဲ့ဇူဝင်နေတဲ့အတူလူသားနဲ့ပို့တူတဲ့ဟိုမိုဖာတတဝါတကောင်ရောက်လာပါတယ်။သူမနာမည်ကဆော့ဖြစ်ပြီးလူသားဘာသာစကားအားလုံးကိုပြောနိုင်သူပါ။တမ်မတ်ဟန်ရအီရတ်တောင်ပေါ်ကအပင်နဲ့ကြိုးဆိုပေမဲ့ဆော့ရတော့လူသားတွေရဲ့ညဉ့်ညမ်းမှုကြောင့်တေဆုံးသွားတဲ့သူမရဲ့ကလေးဥကွန်တွေကိုပြပြီးတုံ့ပြန်လိုက်ပါတယ်။အန်အောစရာကောင်းတာဆော့ဟာဟန်ကိုတန်မတ်ပြလက်မခံပဲဘာကလီနဲ့ပဲစကားပြောမယ်လို့တောင်းဆိုလိုက်တာပါ။ဘာကြောင့်လဲဆိုတော့ဘာကလီကသူတို့မျိုးနွယ်ပေါ်လေးစားမှုရှိရှိနဲ့ဆူတောင်းပေးခဲ့တာကိုသူမမြင်တွေ့ခဲ့လို့ပါပဲ။ဘာကလီကထိတ်လန့်တုန်လှုပ်နေပေမဲ့နောက်ဆုံးမှလူသားမျိုးနွယ်အတွက်တန်ဖြစ်ဆောင်ရွက်ဖို့သဘောတူလိုက်ပါတော့တယ်။ဒါပေမဲ့ unit commander ကိတ်ကတော့ဘာကလီကိုတန်တရားဝင်နေပါတယ်။သူရဲ့မိသားစုကခေါ်ဆောင်လာပြီးစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေရကြောင်းဘာကလီတယောက်အကြက်ရိုက်နေရပါပြီ။တမ်မတ်ဟိုင်းတယောက်ရာထူးကနေဖယ်ရှားခံရပြီးအဆောက်အုံပြင်မကိုထွက်လာတဲ့အခါမှာတော့တရင်တောက်တွေကဝိုင်းအောင်မေးမြန်းကြပေမဲ့သူကတော့ဘာမှပြန်မဖြစ်ပဲထွက်ခွာသွားပါတယ်။တစ်ဖက်မှာလည်းတာမန်ရဲ့သားတအုပ်ဖြစ်တဲ့ဘာကလီကလူသားမျိုးနွယ်ကိုကိုစားပြုတန်မတ်ဖြစ်လာတဲ့ပေါ်အင်တာနက်မှာအတော်လေးစုညဉ့်ညံဖြစ်သွားခဲ့ပါတယ်။လူအချို့ကလည်းဒီလိုထူးဆန်းတဲ့တတဝါတွေကလူသားတွေရဲ့နိုင်ငံရေးပေါ်အာဏာမလွှမ်းမိုးသင့်ဘူးလို့ဝေဖန်နေကြပါတယ်။ဝင်ကြီးချုပ်ကလည်းဒီအချိန်တွေကိုမကျေနပ်တာကြောင့်ဘာကလီကိုတန်မတ်ဖြစ်အတီမပြုတ်နိုင်ကြောင်းစော့ကိုပြောဖို့ကိတ်ကိုညွှန်ကြားပါတယ်။ဒါပေမဲ့စော့ကတော့ကိတ်ရဲ့စကားတွေကိုပယ်ချလိုက်ပြီးဘာကလီနဲ့ပဲတီးတန့်တွေ့ဆုံဖို့တောင်းဆိုခဲ့ပါတယ်။ဘာကလီကအလွန်ကိုစိုးရိမ်စိမ်နဲ့စော့ရရှိမကိုရောက်လာတဲ့အခါမှာတော့သူကကျွမ်းကျင်သူတယောက်မဟုတ်ဘူးလို့ဝန်ခံပါတယ်။စော့ကတော့သူမကကျွမ်းကျင်မှုကိုမလိုချင်ပဲဘာကလီရဲ့ကျင်နာမှုကိုပဲလိုချင်တာပါလို့ပြောပြီးဘာကလီတကယ်ဖြစ်စေချင်တဲ့ဆန္ဒကိုမေးမြန်းပါတယ်။အဲ့ဒီမှာတော့ဘာကလီကဒီကိစ္စကလူတိုင်းနဲ့သက်ဆိုင်တာကြောင့်ပြည်သူတွေရဲ့အတန်ကိုလည်းနားထောင်သင့်ပြီလို့ရေရဲဝံ့မဲ့ဖြေလိုက်ပါတယ်။စော့ကဒါကိုသဘောတူပြီးမနေ့ပြန်ဆွေးနွေးပွဲမှာဘာကလီမပိုင်ညှိနှိုင်းမှုအားလုံးကိုရပ်ပစ်မယ်လို့ချိန်ချလိုက်ပါတော့တယ်။နောက်ပိုင်းမှာဘာကလီကိုတန်အမတ်ဟိုတယ်စီပို့ဆောင်တဲ့အခါယူနစ်ရရှိကိန်းနဲ့ပြန်တွေ့ပါတယ်။ကိတ်ကငိမ့်ချမ်းရေးအတွက်အတူတူအလုပ်လုပ်ချင်တယ်လို့ရှင်းပြပြီးဘာကလီကိုအားပေးပါတယ်။ဒါပေမဲ့သူတို့မသိလိုက်တာကတော့ General Dominic ဟာဘာကလီရဲ့တပ်ပုံကိုလိုအပ်စွာရယူပြီးအကြံစီတစ်ခုကြံစီနေတာပဲဖြစ်ပါတယ်။ဘာကလီယာသူ့ရဲ့မိသားစုနဲ့ပြန်ဆုံတဲ့အခါသူ့ရဲ့အလုပ်အသေးကြောင့်ကိုပြောပြလိုက်ပါတယ်။တားပြစ်သူ KB ကတော့ဂုံယူနေပေမဲ့ဇနီးဟောက်ဘာပီယာကတော့အလုံးနဲ့ចောင်းကိစ္စတွေအတွက်စိုးရိမ်မဆုံးဖြစ်နေပါတယ်။တစ်ဖက်မှာတော့ကိတ်တိုးပွဲဟာစော့ရဲ့စကလုံးတွေကိုတရုတ်ခွဲကြည့်ရင်ထူးခြားချက်တစ်ခုကိုတွေးလိုက်ရပါတယ်။အဲ့ဒါကတော့စော့အပင်ကိုအနက်ခံလိုက်တိုင်းသူမရဲ့အဖွဲ့သားတွေပါတပြိုင်နက်တည်းလိုက်လောက်ကြတာကြောင့်ဒီတတဝါတွေဟာတိစိတ်တစ်ခုတည်းကိုစုပေါင်းများဝေသုံးဆွဲနေကြတယ်ဆိုတာသူတို့ရိပ်မိသွားကြပါတယ်။အခြေအနေတွေကပိုပြီးရှုပ်ထွေးလာပါတယ်။တက်ခွဲခန်းထဲကသိပ္ပံပညာရှင်တခုကတင်နေတဲ့တတဝါဦးနမူနာကိုခိုးယူပြီးစွမ်းရည်လုပ်ငန်းရှင်ကီးထံမှာနိုင်ငံသားအဖြစ်နဲ့လဲလှယ်လိုက်ပါတယ်။ဒီကိုဂျန်နရယ်ဒိုမီနစ်စီလွှဲပြောင်းပေးလိုက်ပြီးတော့သူတို့ကကိုကျိုးစည်းပွားအတွက်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုဖျက်ဆီးအောင်ကြံစည်နေကြတာပါ။ကီးကဝင်ကြီးချုပ်အပေါ်မှာဩဇာလွှမ်းမိုးနိုင်တဲ့အကြီးမားဆုံးအလူရှင်လည်းဖြစ်နေပါတယ်။အဲ့ဒီညမှာပဲကိတ်စီကိုသတင်းစိုးတစ်ခုရောက်လာပါတယ်။အဲ့ဒါကတော့မီဒီယာတွေကဘာကလီရဲ့နောက်ကျောင်းမှန်ကိုသိသွားပြီးဆိုတာပါပဲ။မနက်ခင်းမှာတော့သတင်းတောက်တွေကဟိုတယ်ပြင်မှာဝိုင်းအောင်နေကြပါပြီ။ကိတ်ကစုံစမ်းကြည့်တဲ့အခါမှာတော့ဒါဟာဂျန်နရယ်ဒိုမီနစ်ကဇက်ပုံပေးလိုက်တဲ့လက်ချက်ဆိုတာပေါ်သွားပါတယ်။အချင်းတွေကိုထိမ့်သိမ်းဖို့အတွက်ကိတ်ဟာသတင်းတောက်အချို့ကိုခမ်းပါတယ်ပေးဝင်လိုက်ပေမဲ့ဓာတ်ရိုက်ထုတ်လွှင့်ခင်းကိုတော့ပိတ်ပင်လိုက်ပါတော့တယ်။အစည်းအဝေးစတင်ချိန်မှာတော့ကြာစီမှုတွေပြုလုပ်ခဲ့တဲ့ဂျန်နရယ်ဒိုမီနစ်ကိုအခန်းပြင်ထုတ်ပစ်လိုက်ပါတယ်။ဘာကလီကတော့အတော်လေးတုံလုံးနေပြီးကိတ်တို့ကအကြံဉာဏ်တွေဘေးကဝိုင်းဝန်းအားပေးနေရပါတယ်။မကြာခင်မှာပဲစိုးထုတ်ပွဲပြန်ရောက်လာပြီးဆွေးနွေးပွဲကိုစတင်ပါတယ်။ဘာကလီကတည်ဆုံးသွားတဲ့ဥတွေအတွက်စိတ်မကောင်းဖြစ်ရကြောင်းတောင်းပန်တဲ့အခါဆော့ကဘာကလီယာဖခင်တူဖြစ်တာကြောင့်သူ့ရဲ့တောင်းပန်ချက်ကိုလက်ခံလိုက်ပါတယ်။ဒါပေမဲ့ဆော့ကမြစ်ထဲကညစ်ပတ်နေတဲ့ရေတစ်ခွက်ကိုယူခါပြီးဘာကလီကိုတောက်ခိုင်းလိုက်တဲ့အခါမှာတော့တခန်းလုံးတိတ်ဆိတ်သွားပါတယ်။ကိတ်ကတင်နိုင်တယ်ဆိုပြီးတားပေမဲ့ဆော့ကတော့နိုင်ငံရေးအဓိပ္ပာယ်မဲ့စကားတွေထက်ဘာကလီရဲ့တကယ်စကားလုံးတွေကိုပဲကြားချင်တယ်လို့အခိုင်အမာဆိုပါတယ်။အဲ့ဒီမှာပဲဘာကလီယာသူ့နဲ့ချက်ကိုချွတ်လိုက်ပြီးလူဖွဲ့စီကမိုင်းမဲပြီးကဘာကြီးကိုဖျက်ဆီးနေကြတာပါလို့ယူယူတတဝန်ခံလိုက်ပါတယ်လူကြီးတွေကဒါကိုကိုပြဿနာလို့မထင်ကြပေမဲ့ကလေးတွေကတော့အမှန်တရားကိုသိနေကြရဲလို့သူကဆိုပါတယ်ဒါကိုစောကအလွန်သဘောကျသွားပြီးဘာကလီယာသူမအကြိုက်ဆုံးလူသားလို့ပြောလိုက်ပါတော့တယ်ဒီဖြစ်ရကြောင့်အပြင်မှာရှိတဲ့ပြည်သူတွေကဘာကလီကိုဝန်းရံအားပေးကြပြီးသတင်းတွေမှာလည်းဟိုးကြော်သွားပါတယ်တစ်ဖက်မှာတော့ကိတ်တိုးဘွဲ့ကဒီတတဝါရဲ့ဆက်သွယ်မှုစနစ်ကိုစုံစမ်းရင်သူတို့ကမှုအမြင်ကိုရတွေလိုမျိုးပလဲတွေကိုတုံးပြီးစိတ်ချင်းဆက်သွယ်နေကြတာဖြစ်နိုင်တယ်လို့ယူဆလိုက်ကြပါတယ်အဲ့ဒီညမှာဘာကလီကကဘာဦးမျိုးတော်ပုံတွေကိုကြည့်နေတော့တားပြစ်သူ KB ကသူ့ဘေဘေကင်းမို့စိုးရိမ်နေကြောင်းလာပြောပါတယ်။ဘာကလီကသူ့ဘေကင်းမယ်လို့ဂတိပေးခဲ့ပေမဲ့နောက်တနေ့မနက်မှာတော့သတင်းတောက်တွေရဲ့ဝိုင်းအောင်မေးမြန်းမှုတွေကြောင့်သူတို့မိသားစုကရှောင်တိန်မှုအတော်လေးခက်ခဲနေရပါပြီ။
အစည်းအဝေးအသစ်စတင်ပြီးဘာကလီယာဆော့ကိုအစိုးရက2065မတိုင်ခင်ညီညွတ်မှု90%ရှော့ချမယ်လို့ကတိပေးထားကြောင်းအသိပေးပါတယ်။ဆော့ကဘာကြောင့်ဒီလောက်ကြာရမှာလဲလို့သိချင်ပါတယ်။ဒါကြောင့်ဘာကလီယာပြဿနာကိုဖြေရှင်းဖို့ရင်းမြစ်တွေစုဆောင်းဖို့အချိန်လိုတယ်လေလို့ရှင်းပြပါတယ်။ဆော့ကနှစ်40ဆိုတာလက်မခံနိုင်ဘူးလို့ဆိုလိုပါတယ်။ဘာကလီယာသူတို့တွေနှစ်တန်းပေါင်းများစွာစောင့်ဆိုင်ခဲ့ရတာဒါကြောင့်နောက်ထပ်နှစ်40ကတိတ်မများဘူးလို့ထောက်ပြပါတယ်။ဒီစကားအဆော့ကိုဒေါသထွက်စေပြီးညဉ့်ညမ်းမှုကသူမရဲ့လူတွေကိုဘလို့ထိခိုက်စေခဲ့တယ်လဲဆိုတာစတင်ရေးတွက်ပြပါတယ်။ဘာကလီယာစိုးရင်သွားပြီးတောင်းပန်လိုက်ပါတယ်။ဆော့ကသူ့ကိုယုံကြည်ပေမဲ့ကမ္ဘာကောင်းဆောင်တွေကတော့တကယ်မဆိုလို့ဘူးဆိုတာသူမသိပါပဲ။ဘာကလီယာလူသားမျိုးတွေရဲ့အကြီးမားဆုံးသောဆန္ဒကအရာတွေကိုပြင်ဆင်မှုပဲလို့ဆော့ကိုယုံကြည်အောင်လုပ်ဖို့စ조사တဲ့အခါဆော့ကသူမကဒါကိုပေးရမယ်လို့ပြန်ဖြေလိုက်ပါတယ်။ရုတ်တရက်ဆိုသလိုကောင်းကင်ကမှောင်ကျသွားပြီးမိုးကြိုးတန်များချစ်ကနေကြားလာပါတယ်ထူးဆန်းတဲ့အတန်ကြောင့်လူတွေကမိုးရွာတော့မယ်လို့ထင်ကြပေမဲ့တကယ်တော့မိုးရေမဟုတ်ပါဘူးပလတ်စတစ်တွေကအခုကကဘာတဝမ်းလုံးကိုကြောက်ကမန်းလိလိပမာဏနဲ့ကျလာနေပါတယ်လမ်းပေါ်ကလူတွေကထိတ်လန့်ပြီးအကာအကွယ်ရှာဖို့ပြေးနေကြပါတယ်။ဘာဘီယာကသူ့ရင်မောင်ကိုအဲ့ဒီကနေထွက်ခွာဖို့ခိုင်းပါတယ်။ကဲ့ရဲ့အဖွဲ့ကပလတ်စတစ်တွေပင်လယ်နဲ့မြစ်တွေထဲကနေထွက်လာနေတာကိုစောင့်ကြည့်တွေ့ရှိပါတယ်။ဆော့ကသူတို့တွေကလူသားတွေရဲ့ဖျို့ဖျက်ကိုရှင်းနေတာပါလို့ဆိုပါတယ်။ဘာကလီကဘာဘီယာကိုဖုန်းခေါ်ပြီးအိမ်တော်စီလာဖို့ပြောပါတယ်။ရှင်မောင်ကလမ်းပွဲတစ်ခုရှာဖို့စူးစမ်းနေပေမဲ့ပလတ်စတစ်တွေကလမ်းအများစုကိုစတင်ပိတ်ဆို့နေပါပြီ။ရုတ်တရက်ဆိုသလိုအရာမအရာဝတ္ထုတစ်ခုကကားရဲ့ဘွန်နက်ထဲကိုကျလာပြီးအင်ဂျင်ကိုပျက်စီးစေကရင်မောင်းကိုထိခိုက်စေပါတယ်။ဘာဘီယာကသူ့ကလေးကိုပြေးခိုင်းတော့ကီဗီကကားကထွက်ပြီးလိမ့်ကျလာတဲ့ကားတိုက်ရတစ်ခုကိုရှောင်ရပါတယ်။ဘာဘီယာကရင်မောင်းကိုစစ်ဆေးပေမဲ့သူတည်ဆုံးနေပြီဖြစ်ပါတယ်။သူမကဘာကလေးကိုဖုန်းခေါ်ပြီးလမ်းပေါ်မှာကီဗီကိုရှာဖို့ပြောပါတယ်ပြီးတော့သူမလည်းပြေးပါတယ်ဘာကလေးကအပြင်ကိုပြေးထွက်ပြီးကီဗီကိုရှာပါတယ်ကြားလာမဲ့ကြောက်စုတစ်ခုနဲ့ကီဗီထိမှန်ကိုတတိထားပြီးတော့ဘာကလေးကကီဗီကိုအချိန်မီကယ်တင်ဖို့သူ့ကိုတိုက်တွန်းလိုက်ပါတယ်ဘာဘီယာလည်းသူတို့တွေနဲ့ပူးပေါင်းပြီးမိသားစုအားလုံးအိမ်တော်ထဲမှာဝတ်ဖို့ပြေးကြပါတယ်အော်စတင်ကဒီဖြစ်ရပ်ကိုဟိုမိုစပွန်တိုင်းတွေကစစ်ကြေညာလိုက်တာလို့မြင်ပါတယ်။ကမ္ဘာတဝန်းက TV channel အားလုံးကပလတ်စတစ်မိုးရွာသွန်းမှုကိုအာယုံစိုက်ထုတ်လွှင့်နေကြပြီးတော့အင်တာနက်ပေါ်ကလူတွေကဟိုမိုစပွန်တိုင်းတွေကလူသားတွေသေခြင်းကြတာလို့ဆိုပါတယ်။အစိုးရအားလုံးကလမ်းတွေစိတ်မချရဘူးလို့ကြေညာပြီးသူတို့ရဲ့နိုင်ငံသားတွေကိုအတွင်းမှာနေဖို့ပြောကြပါတယ်။နောက်ဆုံးမှာတော့ပလတ်စတစ်မိုးရွာသွန်းမှုရပ်သွားပြီးပင်လယ်ထဲကအမိုက်အားလုံးတိုက်တန်းနဲ့သင်္ဘောအပါအဝင်ကမ္ဘာမြို့တန်ကိုဖုံးလွှမ်းသွားပါတယ်။ပျက်စီးဆုံးရှုံးမှုတန်ဖိုးကဘီလီယံပေါင်းရာနဲ့ချီနေပါတယ်။ဒါပေမဲ့အစိုးရတွေကပြင်ဆင်ရေးအတွက်အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်။နောက်ထပ်အစည်းအဝေးအတွင်းမှာဘာကလီယာဆော့ကိုသူတို့တွေကဒီဆွေးနွေးပွဲကိုကောင်းမွန်တဲ့ယုံကြည်ချက်နဲ့ချင်းကပ်ခဲ့ပေမဲ့သူတို့ရဲ့လုပ်ရက်ကတန်တမန်ရေးလုပ်ငန်းစဉ်ကိုအန္တရာယ်ဖြစ်စေတယ်လို့ပြောပါတယ်။သူတို့တွေစစ်မှန်ဖြစ်ချင်တာမဟုတ်ဘူးလို့ကြိမ်ဆိုပေမဲ့ဆော့ကစစ်ပွဲကကြာပြီးခဲ့တယ်လူသားတွေကစတာပါသူမကသူတို့ဟာကိုပဲပြန်ပေးလိုက်တာပါလို့ဆိုပါတယ်သူတို့ရဲ့စိုးရိမ်မှုတွေကိုလည်းနားလေတယ်ဒါပေမဲ့အခုတော့လူတွေတန်ရာရနေကြပြီးကြောက်နေကြပါတယ်လူသားတွေကြောက်တဲ့အခါကြောက်စရာကောင်းတဲ့အရာတွေလုပ်တတ်ကြပါတယ်။ကိတ်ကသူ့ကိုထပ်ဖက်ခိုင်းတဲ့အခါဘာကလီကကုလသမဂ္ဂဒီစီဝနွေးပွဲကာလအတွင်းငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုတောင်းဆိုတယ်လို့ပြောပါတယ်။စောကအနေထား၃ခုနဲ့သဘောတူပါတယ်။ဒီပင်လယ်နဲ့ရေချောင်းတွေရဲ့ညဉ့်ညမ်းမှုကိုချက်ချင်းရပ်တန့်ရမယ်။နှစ်နယ်နိမိတ်သတ်မှတ်ခြင်းပုံစံတရားဝင်ဖြစ်ရမယ်။ဆိုလိုတာကဟိုမိုစပွန်တိုင်းတွေကပင်လယ်အားလုံးနဲ့ရေချောင်းအားလုံးကိုလိုချင်တာပါ။လူတွေဟာတင်မောတွေနဲ့ခရီးသွားခွင့်မရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့သူတို့တွေကကုန်းမြေပေါ်မှာဆင်ကဲပြောင်းလဲလာခဲ့ကြတာပါ။သူမကကောင်းကင်ကိုလည်းဖော်ပြပြီးလေရင်တွေကိုတားမြစ်ပါတယ်ပင်လယ်ပေါ်ကလေဟာအပင်လယ်ရဲ့အစိပ်ပိုင်းလည်းဖြစ်တယ်လို့ဆိုပါတယ်ပရိသတ်တွေကခေါင်းဆောင်တွေကစတင်ထိတ်လန့်ပြီးခေတ်သစ်ကဘာကအသွင်အပါအဝင်အစားအစာတွေပေါ်မိခိုနေရတယ်လို့ရှင်းပြကြပါတယ်ဒါပေမဲ့ဆိုးကဘာကလေးမဟုတ်တဲ့ဘသူစကားမှနားမထောင်ဘူးလို့ညင်းဆိုပြီးရပ်ဖို့အော်ဟစ်လိုက်ပါတယ်ရုတ်တရက်ဆိုလို့သူမရဲ့ခန္ဓာကိုယ်ကအမျိုးသားခန္ဓာကိုယ်နဲ့အမျိုးသားအတန်တို့ပြောင်းလဲသွားပါတယ်ဘာကလေးကကြောင်းမှန်ပြီးလူတိုင်းကိုထိုင်ပြီးနှုတ်ပိတ်ထားဖို့ပြောပါတယ်ပြီးတော့ဆော့ကတတိယအနေထားကိုတောင်းဆိုဖို့သူမရဲ့ပလဲကိုထိလိုက်ကစကရင်တိုင်းပေါ်မှာမြေပုံတစ်ခုပေါ်လာစေပါတယ်ပင်လယ်ပြင်လေကနေရာတစ်ခုကိုအမှတ်သားပြုထားပြီးဘာကလေးကသူမကကျန်တဲ့အစည်းအဝေးတွေကိုရေအောက်မှာလှုပ်ချင်တယ်ဆိုတာသိလိုက်ရပါတယ်ဆော့ကသူတို့ရဲ့ကဘာထဲမှာတွဲဆုံခြင်းအပြင်ရင်းရင်းနဲ့တန်းတူညီမျှမှုအတွက်သူတို့ရဲ့ဂတိကိုတက်တည်ပြစေချင်တာပါကဲ့ရဲ့ဘွဲကအဲ့ဒီနေရာကိုလေးလာကြည့်တဲ့အခါကဘာပေါ်ကအမိုးနဲ့ဆုံရေချောင်းတစ်ခုဖြစ်တဲ့ရိုမာနဲ့၆ကမ်းမှာဖြစ်နေတာကိုတွေ့ရပါတယ်ကဲပရိသတ်ကြီးတို့ရေဇလန်းလေးကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီလူသားတွေရဲ့ပတ်ဝန်းကျင်ဖြတ်စည်းမှုကြောင့်ဘလို့အကျိုးဆက်တွေခံစားရမလဲဆိုတာကိုမိမောင်းချိုးပြထားတဲ့ဇလန်းလေးပဲဖြစ်ပါတယ်